အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ည entertainment ပြန်လည်စတင်ခြင်းအနေနဲ့ချစ်စရာကောင်းပြီးတော့နှွေးထွေးကျင်လာတဲ့ BL ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုဖတ်ပြပေးချင်ပါတယ်ခင်ဗျာဒီဇာတ်လမ်းကိုတော့ကျွန်တော်ကိုယ်တိုင်ရေးသားရပြီးတော့ကျွန်တော်ပဲဖတ်ပြပေးတော့မှာဖြစ်ပါတယ်ခန်းစားနားဆင်ပေးကြပါဦးခင်ဗျာရွှေဟောင်းစာအုပ်နဲ့သင်းပြနေတဲ့စာကြီးတိုက်ကြီးတစ်ခုလုံးမှာအကြတန်ကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေသည်ပြည်ပေါင်းမှတစ်ဆင့်ဖြာကျလာတဲ့နေ့လည်ခင်းနေအောင်ချီနွဲ့နွဲ့ကဇပွဲခုံပေါ်သို့ဖြောတော်တော်လေးကြာရောက်နေပြီးဒေထုထဲတွင်ဖုံမုံမုံမွားလေးတွေများကိုပင်ရွှေရောင်တောင်းစီထိုတိတ်ဆိတ်မှုအောက်တွင်လူနှစ်ယောက်၏ဝင်းသက်ထွက်သက်တဲ့ခတ်တူတိုးမှလွယ်၍အခြားမည်သည့်အသက်များကြားရခြင်းမရှိသို့သောထိုတိတ်ဆိတ်မှုကအထီးကျန်ဆန်မနေဘဲနှစ်ယောက်တည်းရှိနေခြင်းဆိုသည်ကြည်နူးမှုမျိုးဖြင့်ပြည့်နှံ့နေသည်ကိုမင်းဒီစာအုပ်ကဖတ်လို့လည်းမကောင်းဘူးဗျာပြင်းစရာကြီးသားငယ်ကစာအုပ်ကိုပိတ်လိုက်ပြီးခေါင်းလေးမိကညီးတွားလိုက်သည်သူဘေးတွင်ထိုင်နေသောကိုမင်းကတော့မျက်မှန်ကိုပင့်တင်ရင်းစာအုပ်ကနေမျက်လုံးမခွာပဲပြုံးလိုက်သည်မင်းပဲစာလာဖတ်မယ်ဆိုအခုကျတော့ပြင်းနေတယ်လားဟာကျွန်တော်ကကိုမင်းနဲ့အတူရှိချင်လို့လိုက်လာတာလေစာမဖတ်ချင်တာသားငယ်ကနှကန်းစုပြီးပြောလိုက်တော့ကိုမင်းကခေါင်းခါရင်ရည်လိုက်သည်သို့တော့သားငယ်ကိုစူပူခြင်းမရှိဘဲစာကိုသာဆက်ဖတ်နေလိုက်သည်ခဏကြာတော့ဘေးနာအတန်တိတ်သွားသဖြင့်ကိုမင်းလှည့်ကြည့်လိုက်သည်သားငယ်တယောက်စပွဲပေါ်ခေါင်းမိရင်အိပ်ပျော်နေလိမ့်ပြီပါဇာလေးဟာကအပြစ်ကင်းစင်စွာအိပ်ပျော်နေပုံကကလေးလေးတယောက်လိုပဲပြတင်းပေါက်ကနေရောက်ကြီးကသားငယ်ရဲ့မျက်နှာတက်တဲ့ပုံကိုကြားလာသည်ကိုလည်းကိုမင်းသတိထားမိသည်အိမ်နေရင်မျက်မှောင်လေးကြောက်သွားတဲ့သားငယ်ကိုကြည့်ပြီးကိုမင်းတက်ပြင်းချလိုက်သည်ကိုမင်းကသူ့လက်ထဲကစာအုပ်ကိုပေးချလိုက်ပြီးသူ့လက်ဖွားကြီးဖြင့်သားငယ်ရဲ့မျက်နှာပေါ်သို့ကျနေသောနေရောင်ခြည်ကိုကာပေးထားလိုက်သည်အရိပ်ကျသွားတော့မှသားငယ်ရဲ့မျက်နှာလေးကပြန်လည်ပြေလျော့သွားပြီးအေးချမ်းစွာဆက်အိမ်နေသည်ကိုမင်းကတော့လက်မညာမချင်းထိုအတိုင်းကာပေးထားရင်လည်းသားငယ်ရဲ့မျက်နှာလေးကိုငေးကြည့်နေမိပါတော့သည်မင်းနဲ့နေငယ်ကြတော့သားငယ်မျက်လုံးလေးပွင့်လာပြီးသူနှနှိုးချင်းမြင်လိုက်ရသည်ကသူ့မျက်နှာရှိတက်တက်တွင်ကာထားတဲ့ကိုမင်းရဲ့လက်ပွားနဲ့သူ့ကိုကျင်နာစွာကြည့်နေတဲ့ကိုမင်းရဲ့မျက်ဝန်းများပင်ကိုမင်းဘာလုပ်နေရလဲသားငယ်အံ့ဩစွာမေးလိုက်တော့ကိုမင်းကလက်ကိုရောက်လိုက်ပြီးဟမ်မပြတ်စာအုပ်ပြန်ဖတ်ကဖြေလိုက်သည်နေပူနေလို့လေကွာမင်းမျက်နှာမဲသွားမှဆိုလို့ဟာတကယ်လားကိုမင်းကျွန်တော်ကြိုးစားပေးတာလားသားငယ်ဟာမျက်လုံးလေးတွေပိတ်သွားတဲ့အထိကိုခြေနဲ့ပြုံးလိုက်ပြီးကိုမင်းရဲ့လက်မောင်းကိုမိချလိုက်သည်ကျေးဇူးတင်ပါတယ်ဗျာကိုမင်းရဲ့လက်ကနေရာချစ်ထက်တောင်ပူနေသေးတယ်ကိုမင်းကဘာမှပြန်မပြောပဲမျက်နှာလွှဲလိုက်ပေမဲ့သူ့နေရွက်ဖျားလေးများရဲတက်နေတာကိုသားငယ်အတိုင်းသားမြင်ရသည်ထိုရာကပင်ကိုမင်းရဲ့နှုတ်မှဖွင့်မပြောဖြစ်တဲ့အချစ်စကားမှဖြစ်နေမှသားငယ်ကကောင်းကြီးနားလည်လိုက်ပါတော့သည်စာကြည့်လိုက်ထဲတွင်မတော့စကလုံးပေါင်းတန်းချီရှိနေသည့်တိုင်ကိုမင်းရဲ့ဒီရဲနေတဲ့နေရွက်ဖျားလေးများနဲ့လက်ဖွားရဲ့နှွေးထွေးမှုလောက်မိသည့်ရာကားများသူတို့နှစ်ဦးကြားကချစ်ကိုပြပြင်းအောင်ဖွဲ့ဆိုနိုင်ပြီမထင်တော့ပါ